သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သီးခံနံပါတ်1အစာသီးခံနံပါတ်2စကားသီးခံနံပါတ်3ပုဂ္ဂိုလ်သီးခံနံပါတ်4နေရာသီးခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အစဉ်ပြေတယ်ဘယ်နေရာမှာပဲစစ်အစဉ်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေတယ်အစာသီးခံရမယ်စကားသီးခံရမယ်နေရာသီးခံရမယ်ပုဂ္ဂိုလ်သီးခံရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသီးမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားတောက်ဆိုတဲ့သဘောကလည်းပဲကိုရတာကိုစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရတယ်ဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပရိသတ်ဘိုက်ပြည့်ဘာရတာမှမရှိတော့စားနေတော့အရသာရှိတာတော့ဘလို့ပဲဖြစ်ဖြစ်ဘိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့သာလင်စားနိုင်အောင်ကြိုးစားအစားအသောက်ကိုသိခံနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ်သိခံတာအစားအသောက်လည်းသိခံဒုတိယသိခံဖို့ကအစားပြီးတော့စကားကလည်းသိခံရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအစဉ်ပြေခြင်းချိန်တိုင်းမှာအစဉ်ပြေခြင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသိခံစကားလုံးတွေသိခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံစားတာဟောခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတော့အဲ့မကြားခြင်းတဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့သချင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဒါကြောင့်မို့စကားလုံးတွေကိုသိခံနိုင်ရင်ချမ်းသာတယ်အစာသိခံပါစကားသိခံပါတတိယကနေရာသိခံပါနေရာလည်းတော်ကြောက်เสียကောင်းတယ်ပြည်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းတတ္တဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူကြုံရကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်ကိုပူလောင်ပိုးဆိုးတာကယာဒူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပိုးဆိုးယာဒူးလေးတိုးအောင်နေရာလေးရအောင်ဖားလိုက်ရတာတက်ထိုးရလိုက်ရတာဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿนาတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲတတ္တဝါတွေကနေရာပေါ်မှာဖြစ်တဲ့နေရာပေါ်မှာตาရတဲ့ attachment အာဝါဒမစ္စရိယသိကြောက်เสียကောင်းနေရာဖယ်ပေးရတာလဲတတ္တိပဲတတ္တိရှိမှနေရာဖယ်ပေးရတာတတ္တိမရှိရင်နေရာကို